အပင်လိုက်ကြည့်ဖေဘယ်ရနေပြီးတော့ရလာလဲဒီစက်သားထဲမှာထဲ့နယ်လိုက်တဲ့အမွှေးအကြိုင်အနှစ်တင်နဲ့အုံလို့လေးကတကယ်ကိုအသက်ပဲသီလားစားစီဟာလုံနေရဲဆိုပေမဲ့ပေါ့နော်လက်မှုပစ္စည်းတစ်ခုခုကိုဖန်တီးပြီးတော့ပုံဖော်နေရတယ်လို့ပဲသီလားမေမေဒဝဲရလေအန်ဒီဆန်တို့အန်ဂျီလေးကိုလည်းရောက်နေရဆိုတော့တမျိုးတစ်ခုခုချက်ကြွေကောင်းမယ်ထင်တယ်နော်အေးကောင်းတာပဲသမီးဒါမဲ့လေမေသမီးကလေဟိုစားနေကြပုံစံဟာကြီးလည်းမချက်ကြွေးချင်မေမာလာနဲ့ပတ်သက်တာတစ်ခုခုဆိုရင်မာလာဆိုလည်းအဆက်များမယ်သမီးအေးဟုတ်တယ်အဲ့ဒါမေအဲ့ဆိုသမီးတို့ဘာချက်ကြွေကောင်းမလဲအော်ဒါနဲ့သမီးခုနမမေလေအီလန်တင်ထားတဲ့ post တစ်ခုတွေးလိုက်ဟာလာမေဘာ post လဲအဲ့ဒီထဲမှာစားစရာ challenge မျိုးစုံလည်းပဲတင်ထားတယ်ဒါမဲ့မေကတော့အစုံကြည့်တတ်ဘူးပေါ့နော်သမီးလေးကြည့်ပေးပါလားအော်ဟုတ်လားမေလာကြည့်မယ်ဟောဘွေဟာအာမေမကြည့်သမီးစောလိုက်လို့ကြာရလीကြည့်ပါဦးစက်သားစုံမွေးထုတ်ကြောတဲ့ဟဲ့သူကလက်ဆောင်နေရနိုင်တဲ့ပြိုင်ပွဲပါရှိတာပဲချက်ပြုတ်နီးကြည့်လိုက်မယ်အော်ခုနကြတယ်စက်သားစုံမွေးထုတ်ကြောရဲ့ပါဝင်ပစ္စည်းတွေချက်ပြုတ်နေတဲ့အကုန်ပြည့်စုံเนาะဒီမှာကြည့်လုံနီးကိုလည်းဗီဒီယိုလေးနဲ့ပြထားပြီးရเนาะဟုတ်တယ်ကြည့်ရလဲเนาะလောက်ရလဲလွယ်เนาะဟုတ်တယ်အဲ့ဆိုမေဖေဖေအပြင်သွားနေရဆိုစုံမွေးရတပီးမှားလိုက်မယ်ချက်ဖို့ပြောဖို့တော့ကိုကြိုးသွားပြင်ထားလိုက်တော့မယ်မေတတကိုခဏကြည့်ထားပြီเนาะနော်ကြည့်လိုက်မယ်ဟုတ်သိရမလားကလေးမေဆိုတော့လေကလေးကိုကြုံတော့အဲ့လိုပဲအခက်တက်ရတယ်အခုချက်မယ်စက်သားစုံမွေးထုတ်ကြော်လေးနဲ့လိုက်အောင်ဆိုရင်ချင်းငံဆက်တစ်မျိုးမျိုးတွဲရမယ်ဟုတ်ပြီအိမ်မှာကြံနေတဲ့အမှုလေးနဲ့ပြောင်းမှုလေးကိုရောပြီးတော့ထောင်းမယ်ပြီးတော့နေ့လယ်စာအနေနဲ့ကျွေးမှာဆိုတော့ထမင်းအစားပေါ့နော်နနာကောင်းရင်းလေးကိုပေါင်းပြီးတော့ပဲဧည့်သည်တွေကိုဧည့်ခံလိုက်ပါမယ်ဖေဖေကမပြန်လာသေးဘူးဆိုတော့စိုးမွေးရွက်ကမရသေးဘူးအဲ့တော့နနာပြင်လို့ရတာလေးတွေကိုပဲကြိုပြင်ထားမယ်ကောင်းရင်းလေးလည်းကြိုပြီးတော့ပေါင်းထားလိုက်ပါမယ်ကောင်းရင်းဆန်အောင်ကြတော့လေအလွယ်လေးပဲထမင်းပေါအိုးနဲ့ထမင်းချက်ပလို့ပဲတခါလေးချက်လိုက်မယ်နော်ကျက်စွန်မွေးထုတ်ကြော်အတွက်လိုအပ်တဲ့ပေါဝင်ပစ္စည်းလေးတွေကိုနနာအီလန်ကနေပြီးတော့ပြပြထားတဲ့ဤအတိုင်းပဲအကုန်ပြင်လိုက်ပါမယ်သမီးလေးစွန်မွေးရကြတာဖေအပင်လိုက်ကြည့်ဖေဘယ်ရနေပြီးတော့ရလာလဲစွန်မွေးပြီးချမ်းနေတော့တော့ဟဲ့လားစုံမွေးပင်ရောင်နဲ့ခြံကနေပါသွားဝယ်လာတဲ့ကြည့်အောင်နနာ၄၅6ရက်ပဲဝယ်လာမယ်ထင်တာဖေဖေကအပင်လိုက်ပါတခါတည်းဆွဲချလာလိုက်တယ်အဲ့တော့စုံမွေးရွက်ကလေကြည့်ရင်သာရှားရလို့ထင်ရတာသူကဒီလိုမျိုးအပင်လိုက်ရောင်နဲ့ခြံနေရှိတယ်ပြီးတော့ဈေးတွေထဲမှာလည်းရှာလို့ရတယ်ပြီးနောက်တစ်ခုကကျတော့နားတို့ဒီစူပါမားကတ်တွေမှာလည်းပေါ့နော်အရင်သစ်သုံးလို့ရအောင်အရွက်ကလေးတွေသူတို့ခြွေပြီးတော့ready လေးလုပ်ပြီးတော့ရောင်းတာမျိုးလေးလည်းရှိတယ်ပေါ့နော်အဲ့တော့နနာကတော့ဒီထဲကနေပြီးတော့ကိုလိုတလောက်ကလေးကိုတန်ရှင်းလုပ်ပြီးတော့သုံးမယ်နော်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာစွန်းမွေးရွက်ကြိုက်တဲ့သူတွေဘယ်သူရှိလဲစွန်းမွေးရွက်ကိုရောကိုဘာတွေလှုပ်ရှားတဲ့အခါမှာသုံးဖြစ်လဲဆိုတာလေးကို comment ထဲမှာမျှဝေပေးခဲ့ကြပါအောင်နော်နနာကတော့အခုကြက်စွန်းမွေးထုတ်ကြော်လေးလုပ်ဖို့အတွက်လူတလောက်စွန်းမွေးရွက်ကလေးတွေကိုပဲတန်ရှင်းရေးသွားလုပ်လိုက်မယ်နော်ကဲစွန်းမွေးရွက်တွေလည်း ready ဖြစ်ပါပြီအဲ့ဆိုရင်ကြက်သားကိုသူပြောထားတဲ့ဒီအတိုင်းနနာနှက်ပြပါမယ်ကြက်ရင်အောင်သားတွေကိုလက်မဝက်အရွယ်လေးတောင်းရပါမယ်စက်သားတွေကိုအရသာနှပ်ဖို့အတွက်ကစက်သွန်ဖြူဂျင်းနဲ့စပလင်တို့ကိုညက်အောင်ထောင်းထားတဲ့အနှစ်ကလေးရဲ့အရသာအတွက်ကခနောစက်သားမှုတ်ငါးငံပြာရည်ခယူစီပဲငံပြာရည်အနောက်တကြားအုံတို့လေးနည်းနည်းကိုပါထည့်ပြီးတော့တေချာလေးသမအောင်နေပေးပါမယ်ဒီစက်သားထဲမှာထည့်နယ်လိုက်တဲ့အမွှေးအကြိုင်အနှစ်တင်နဲ့အုံတို့လေးကတကယ်ကိုအသက်ပဲသီလားတေချာနယ်ပြီးွားပြီဆိုရင်သူ့ကိုတနားရီလောက်နှက်ထားပြီးလိုက်ပါအခုဆိုရင်ဒီကြက်သားလေးတွေကိုစွန်းမွေးရွက်တွေထဲမှာထုတ်ပြီးတော့ကြော်လို့ရပါပြီထုတ်နည်းလေးကိုနနာပြပေးမယ်ပေါ့နော်စွန်းမွေးရွက်လေးတွေကိုကတော့လိုပုံစံမျိုးလေးဖြစ်သွားအောင်ပေါ့နော်ဒီလိုမျိုးလေးရှို့ပြီးတော့ခြီလိုက်မယ်ဒီလိုကတော့အန်ခွက်လေးရပါပြီဆိုရင်ခုနကြက်သားတုံးလေးတွေကိုဆန့်တလောက်လေးနည်းနည်းစီထည့်လို့ရပါပြီကဲနောက်အထုပ်တွေကိုလည်းခုနလိုပုံစံလေးတိုင်းပဲဆက်လုပ်ကြမယ်နော်ဒါလေးကလေစားစီဟာလုံနေရဲဆိုပေမဲ့ပေါ့နော်လက်မှုပစ္စည်းတစ်ခုခုကိုဖန်တီးပြီးတော့ပုံဖော်နေရတယ်လို့ပဲသိလား
အဲ့တော့နောက်အခုစိတ်ဖိစီးမှုတွေဘာတွေရှိရဆိုရင်ရောကြစေနိုင်တဲ့စားစရာလုပ်နည်းလေးဖြစ်ပါတယ်အီလန်ကတင်ပေးထားတဲ့အထဲမှာလည်းလीစားစရာကိုချက်နီးကိုစာနဲ့အပြင်ပေါ့နော်နောက်အခုလိုမျိုးဗီဒီယိုတွေနဲ့ပါသူကတင်ပေးထားတယ်ဒါကြောင့်ကိုကမရှင်းတာရှိရင်လည်းအဲ့ဗီဒီယိုမှာတစ်စင်ချင်းပြန်ကြည့်လို့ရပြီးတော့လွယ်လွယ်ကူကူနဲ့အိမ်မှာလိုက်ချက်လို့ရတယ်ပေါ့နော်စီပူလာပြီဆိုရင်သူတို့လေးတွေကိုထည့်ကြော်ပါမယ်ဒီမှာလေးနနာထိုးကြချက်တစ်ခုကိုသွားတွေ့တယ်သိလားစီပူတဲကိုထည့်ကြော်လိုက်တာနဲ့ဆွမ်းမွေးရွက်ကအနံ့နေရချက်ချင်းကိုပွေးပြီးတော့တက်လာတာတော်တော်လေးမိုက်တယ်ဘယ်လောက်ထိကြော်ရမလဲဆိုရင်တော့လေအထက်ကကြက်သားလေးတွေကလည်းကြက်ပြီးဆွမ်းမွေးရွက်ကလေးတွေကလည်းအယောင်ပြောင်းသွားပြီဆိုရင်တော့ဆဲလို့ရပါပြီကဲလှလှပပလေးညီညီညာညာပွဲပြင်လိုက်ပြီအဲ့တော့မသိရင်ယူရီးယားစားတောက်ဆိုင်ရာချက်ထားတဲ့လက်ရအတိုင်းပါပဲဟဲ့ဟဲ့ကိုချက်ကိုကကဲအမိုထောင်းလေးစပါမယ်ဒီလိုအမိုထောင်းလိုမျိုးယူရီးယားအထောင်းတွေကိုကြိုက်တဲ့သူတွေဘယ်သူရှိလဲကိုကြိုက်တဲ့ယူရီးယားအထောင်းရောဘာအထောင်းလေးလဲဆိုတာ comment ထဲမှာပြပြပေးသွားပါဦး။ဒါကတော့အမိုထောင်းရဲ့တင်မော်တီထောင်းရဲ့ကိုအကြိုက်ဆုံးပဲ။အဲ့တော့ကိုကြိုက်တဲ့အထောင်းလေးကိုကိုရဲ့အတော်တွေကိုလုပ်ကျွေးမှာဖြစ်ပါတယ်။အရင်ဦးဆုံးပြောင်းမှုလေးကိုပြုတ်ထားမယ်။ကဲပြောင်းမှုလေးရပြီဆိုရင်ခဏဆယ်ထားမယ်။အမိုကြတော့လေအကြာကြီးပြုတ်เสียမလို့တလား။သူ့ကိုအသားနည်းနည်းလေးဣသွားအောင်ထိရေနွေးလေးဖြောလိုက်ရင်ရပါပြီ။အမိုလေးတွေကလေသူ့ရဲ့အစိမ့်နှံပျောက်ပြီးတော့ဒီလိုဣလာပြီဆိုရင်တော့ဆယ်လို့ရပါပြီ။အရင်ဦးဆုံးကျက်သွန်ဖြူငရုတ်သီးအနီနဲ့ပဇွန်ချောက်ကလေးတွေကိုထောင်းပါမယ်ပြီးရင်ထညက်အပြော့ထည့်မယ်အဲ့ဒါမရှိဘူးဆိုရင်တကြားထည့်လို့ရပါတယ်အရသာအတွက်ကတော့ငါးငင်ပြရုပ်ပဲအဓိကသုံးပါမယ်အကယ်လို့ကိုကယူရီးယားငပိရည်တွေပါထည့်တော့ရကြိုက်တယ်ဆိုရင်ထည့်လို့ရပါတယ်အချင်းအတွက်ကတမယာရည်ညှစ်ထည့်မယ်ပြီးရင်အရသာလေးတမသွားအောင်နည်းနည်းနေမယ်ကဲကျင်သီးထည့်မယ်အမိုလေးထည့်မယ်ပြောင်းမှုလေးပါချစ်ထည့်လိုက်မယ်နော်ဘုံလာဥနီလေးကိုလည်းပါလီကထည့်ပါမယ်ပြီးရင်တော့အားလုံးသမဝအောင်ဖဖွားဖွားလေးထောင်းလိုက်ရပါပြီအဲ့တော့နော်အခုလောက်ပြသွားသလိုမျိုးလေးအိမ်မှာကိုရှိတဲ့ဟာလေးနဲ့ပဲထည့်ပြီးတော့ယူရီးယားအထောင်းတပွဲကောင်းကောင်းလှုပ်စားလို့ရတယ်နော်နောက်ဆုံးမှာအမြေပဲဆန်လေးကိုဖြူလိုက်မယ်။ကဲဒါဆိုရင်တော့ကြက်စွန်းမွေးထုတ်ကြော်လေးနဲ့လိုက်ဖက်တဲ့အမိုထောင်းလေးလည်းရသွားပါပြီ။အော်ကောင်းညင်းအိုးလည်းကြက်နေလောက်ပြီ။သွားကြည့်ကြမယ်။ကောင်းညင်းမောင်းပူပူလေးလည်းရပါပြီ။ဒါဆိုရင်တော့လူကြီးတွေကျွေးဖို့အတွက်နနာပွဲပြင်ပြီးခေါ်လိုက်တော့မယ်နော်။ကဲအားလုံး ready ပြင်ပြီးသွားပြီဆိုတော့လူကြီးတွေခေါ်လိုက်တော့မယ်နော်ဖေဖေတို့မေမေတို့ရေအန်တီလေးအန်တီဆန်းရေဒီမှာကိုတူမလက်ရအောင်လာမြည်ပါအောင် တမီးလာပြီ ထိုင်ကြပါ အနာလေးနဲ့ဆွဲဆောင်လိုက်တာတမီးရဲ့ဗာလေးကျွေးမှာတော့ဒီမှာဒီနေ့ကတော့ကိုတူမလက်ရ share စားရမယ်နော်အန်တီလေးပြပြပေးမယ်ဒါလေးကလေစက်သားလေးကိုစွန်းမွေးရွက်ကလေးနဲ့ထုတ်ပြီးတော့ကြော်ထားတဲ့ဟာလေးပါဟုတ်ပြီးတော့ဒါလေးကကြောက်တာအီဒီတွဲစားဖို့ပေါ့နော်သမီးအမိုထောင်းလေးလှုပ်ထားတယ်ကဲဟိုဘက်ကဟာလေးကကြတော့ဒီနေ့ထမင်းမစားနဲ့တော့ဒီမှာသူတို့နဲ့လိုက်ဖက်တယ်ကောင်းညင်းမောင်းလေးနော်တွဲဖက်ပြီးတော့စားလို့ရအောင်သမီးအနာလေးနဲ့ကိုဆွဲဆောင်မှုကရှိနေတာတမီးကြီးကြည့်လိုက်အောင်မယ်โอเคကောင်းတယ်တမီးရေကောင်းပါမယ်ဒီကအနက်လေအရသာလေးကတမျိုးထူးခြားနေတယ်အဲ့ဒီအနက်လေးကတမီးဘာတွေထက်ထားတာလဲအမွှေးကြိုင်လေးနဲ့နှက်ထားတယ်ပြီးတော့ထူးခြားတာအုံနိုလေးလည်းပါတယ်ပြီးတော့အထူးခြားဆုံးကတော့ဒီအရွက်ကလေးကစွန်းမွေးရွက်လေးဆိုတော့သူကထုတ်ပြီးတော့စီပူပူထဲမှာကြော်လိုက်တဲ့ခါမှာစွန်းမွေးရဲ့အနံ့ရောတသားတွေကအမွှေးအကြိုင်တွေရောအကုန်လုံးသူကလိုက်ဖက်ညီရဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်အဲဒါကြောင့်ရန်ကောင်းသွားအဲ့ဆုံးရွက်နဲ့လွတ်ထားတဲ့လူကြီးကဘယ်လိုလုပ်သိတာလဲ။အော်အဲ့ဒါလေးအန်နီဆန်အီလန်ကနေပြီးတော့ဘာစားမလဲဆိုတဲ့အစီအစဉ်နဲ့သူကဟင်းချက်ကြီးအများကြီးစုပြီးတော့တခါလေးတင်ထားပေးတာ။အဲ့တော့သမီးတို့အဲ့ထဲမှာအစင်းစင်းပေါ့နော်ဒါဝင်ကြည့်လိုက်တာနဲ့တခါလေးဟင်းချက်ကြီးတွေကိုအစအဆုံးကိုကတိတယ်
သူကဗီဒီယိုနဲ့ရောဓာတ်ပုံနဲ့ရောတခါတင်ထားပေးပြီးသား အဲ့တော့အိမ်ရှင်မတွေတက်ပို့အဆင်ပြေတာပေါ့ ဟုတ်တယ်မေဟုတ်တယ်မမေတို့ဆိုကြုံမှာပဲလေတရက်နော်ဘာချက်ရမလဲဆိုပြီးတော့ ဟုတ်တယ်တနေ့ခေါင်းစားနေရတယ်မမေတို့ကလေ ဟုတ်တယ် ဘာဟင်းလေးချဲရမယ်ဘယ်အစားအစာလေးနဲ့တွဲဖက်မလဲလိုက်ရလာပေါ့နော်အဲ့လိုမျိုးဟာတဲ့ခေါင်းစားရတယ်ဆိုတော့အခုလိုမျိုးအီလန်ကနေပြီးတော့တင်ပေးထားတာလေးတွေရှိတော့မမေတို့တွေအိမ်ရှင်မတွေတဲ့ခေါင်းအစားမခံရတော့ဘူးပြီးလိုက်တာနဲ့ဟင်းရတမယ်ပြီးတမယ်ထွက်လာတာ ဟုတ်တယ်မေအီလန်ကတော့လေအင်ရှင်မကြီးဘာလို့လဲဆိုတာ तू ကအမြဲတမ်းသိနေတယ်လို့ပဲပေါ့နော်ဒီလိုမျိုးလေးတွေသမီးတို့အထူးဆန်းလေးလှုပ်ရှားကြည့်ရောလေကိုစားနေကြပုံစံတွေကကွဲထွက်ပြီးတော့လေအရသာလေးလဲတမျိုးထူတာပေါ့နော်အိမ်ကလူတွေလည်းဘာပြောအပြောင်းလဲလေးစားရတယ်နော်မေနော် ပေါ့ပါလေးပါ အဲ့တော့နော်မေအီလန်ကလေသမီးတို့စီးကြောရေးအပြင်ပေါ့နော်အခုလိုမျိုးချက်ရေးပြုတ်ရေးအတွက်ပါသူကအမြဲနောက်ကနေပြီးတော့ support လုပ်ပေးနေရောလေအင်ရှင်မတိုင်းအတွက်အီလန်ကလက်ဆွဲဖြစ်နေတော့တာ ဟုတ်တာပေါ့အဲကြောင့်မို့မမေရှိရင်အီလန်ရှိတယ်လေသမီးရဲ့ ဟုတ်တယ်ဒါဆိုရန်ကုန်ရောက်တော့ကိုတူမလက်ရောက် share အားပေးသွားကြနော် ဒါစားတာပေါ့သမီးရဲ့စားမှာပေါ့ နင်နာလောက်ကျွေးရဲ့စားစရာကြီးလူကြီးတွေကတော့တော်တော်လေးသဘောကျသွားတယ်အီလန်ကြောင့်မျက်နှာရသွားပါတော့ကဲစားပြီးတောက်ပြီးရရေးစီးကြောဖို့တာဝန်ကြပါပြီအီလန်ကလေစက်ပြရည်လေးနည်းနည်းထည့်လိုက်တာနဲ့ကိုအမြုပ်ထွက်အားတော်တော်ကောင်းတယ်ဒါကြောင့်ပကံချက်ရည်အများကြီးကိုဆေးလို့ရတယ်ပေါ့နော်အဲ့တော့တွက်ချက်တဲ့အင်ရှင်မရည်နဲ့ကတော့အီလန်နဲ့ပတ်ပြီပဲနောက်ထပ်ကြိုက်တဲ့တစ်ချက်ကလေသူကဆေးပြီးတဲ့အခါမှာလည်းလေဆက်ပြာတွေကပေါ့ဒီချောချီချီနဲ့မကြံဘူးပေါ့နော်ပကံဒီမှာအားလုံးလည်းအီလန်ရဲ့ဘာစားမလဲအစီအစဉ်မှာဝင်ကြည့်ပြီးတော့အိမ်မှာရတာရှိတဲ့စားစရာမျိုးစုံလှုပ်ရှားလိုက်ပါပြီးတော့စူးလက်ဆောင်တွေရနိုင်တဲ့အစီအစဉ်တွေလည်းအများကြီးရှိသေးတာမို့လို့လက်လွတ်မခံနဲ့နော်အသေးစိတ်ဖတ်ကြည့်ဖို့အတွက်ကိုလည်း link လေးကို comment ထဲမှာရေးထားပြပါမယ်မသိသေးတဲ့သူတွေလည်းသိသွားအောင်လို့ဒီဗီဒီယိုလေးကို like and share လုပ်သွားလိုက်အောင်နော်